zoom မီလုံငယ်ဒီကိုဆိုင်နေပပမေးရှာရှိတယ်နော်အဲ့ဒါလေးလူကလေးဖြေချပြပါနော်ဟုတ်ကဲ့ပန်ဖမအစုံဒီခွန်လေဘူလေးစီနဲ့တပ်ဖွဲ့တဲ့တော့အောင်ရောက်ဒီကိုနေလာမတ်မြလိုက်ကြလောက်ပေါ့အဲ့တော့ကျွန်တော်လည်းတိတိကျကျတော့မဟုတ်ဘူးပေါ့နော်ဘယ်ခုနေတော့ဝန်တော့တစ်စက်ချင်းမရောက်ပြီအဲ့ဒါနဲ့ကျွန်တော်ပဲချင်းမတင်တတ်တဲ့တော့လို့ဒီတော့လဲဆိုတော့မဟုတ်ဘူး2000စနစ်တော့တော့လားဟုတ်ကိုပါမမချီက900ပေါ့နော်စီစီအမကဒီခေါင်းစီစီမန်ကလာဒီခေါင်းတာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့နေရာဒီတဆူလူရာမင်ဒလာဟာခါလာဟိုမှာအခုတုံးစားမှလည်းတာဝန်ကြရောက်ဘူးတဲ့နေရာဒီတနီတခုပြီးတခုပြောပြပါဓမ္မ6ပေါ့နော်ဓမ္မ6ဟုတ်ဓမ္မ6ဓမ္မ6နေမြဘယ်ဟာလဲဖလဲဝနေမြေလို့တော့ပြောတာပဲဒါနဲ့ဖလဲဝနေမြကျွန်တော်ကလူတော်များဟုတ်မရနေတဲ့ချိန်တော့ဟုတ်တယ်ဟုတ်ဆိုင်တပ်ပုံစံနဲ့လည်းနေတယ်ဟုတ်နော်စံတဲ့နေရာဒီတာရောကချင်ဖလဲရောက်တယ်ရှမ်းဖလဲရောက်တယ်ဂျန်နဲ့ဌာနချုပ်မှာပဲအများထက်ကချင်ရှမ်းဘယ်နည်းရှမ်းမှာဘယ်နည်းဟုတ်ကြောကချင်မှာ6လတုံးဆောင်မှာနှစ်ပတ်မဟုတ်တပတ်မပြီးဘူးရောက်လာတပတ်မပြီးဘူးရောက်တော့တပတ်ပြီးတယ်30မှနေတာတပတ်လောက်ပဲရှိမှာ30မှလာခင်ပြန်မနေလားဌာနချုပ်မှာတိုက်ပွဲငယ်ဘယ်လောက်ရောက်ဘူးလဲအဲ့တော့မဆူလည်းမထားဘူးဆိုတော့ညားတယ်တိုက်ပွဲကြီးက9ခါဘယ်လောက်9ခါတိုးချက်တော့ဟုတ်ကြည့်တိုက်ပွဲငယ်မနေဘူးခမချီလောက်ဖြစ်မလဲအချင်းကိုရှိစတော့ရှိမှာနော်ဒီလေကျွန်တော်မြင်ချင်တာဒီကြည့်လာတဲ့ EC ကိုလာရောက်တိုက်ခိုက်တဲ့အကြောင်းပြချက်အကြောင်းရင်းတော့အကြောင်းကြည့်လာတဲ့ EC ကိုလာတိုက်ကြတယ်ကျွန်တော်အဲ့တော့ကျွန်တော်အစကကျွန်တော်တို့တိတိကျကျမေးရင်လည်းမဖြေကြဘူးပေါ့နော်ကျွန်တော်တို့ကြည့်ရအဲ့ဒါဆိုတော့ကျွန်တော်တို့ဖတ်ရတဲ့အကြောင်းလေးပါတာပေါ့အခုဒီအဖွဲ့အစည်းနဲ့ပေါချုပ်ကျွန်တော်တို့တက်ခိုက်နေရတယ်သူတို့ကဘာလို့လဲဘာတွက်လဲဆိုတာသူတို့ကမဖြေဘူးပေါ့နော်ကျွန်တော်လည်းမကြည့်ဘူးမိအတိုင်းပဲပြောတာအဲ့ဒါကြောင့်လေကျွန်တော်ဖတ်ပြရချင်းဖြစ်တာပေါ့နော်အခုသူတို့ပြောတာကဥမာစစ်စင်တခုထမ်းမယ်ဆိုဒီစစ်စင်ရပါချုပ်လေဘယ်သူနဲ့ပြရမှာလဲဘာတက်ပြရမှာလဲအဲ့ဒါရင်ကတော့ရှင်းပြခဲ့တယ်ပေါ့နော်အခုဒီဖက်မူလာတော့စက်အိုင်နဲ့ဖြစ်မယ်အဲ့ဒါပဲကျွန်တော်ကြည့်တယ်စက်အိုင်ရပါချုပ်ဘယ်သူနဲ့ပါတက်ချုပ်ကျွန်တော်မပါဒီဟန်ချက်မကောင်းတာလားသူ့မပေါ်တော့ခံယူချက်ချင်းမတူလာလားလေကျွန်တော်မသိရပါဘူးကြာအဲ့ဒါအထက်လူကြီးနေတဲ့စံတက်ပဲလုပ်ပေးတာကျွန်တော်လည်းတိတိကျကျမသိဘူးဆိုတော့ကျွန်တော်ကတုံးဘောအထက်နဲ့စကားပြောလို့မရဘူးပေါ့နော်အဲ့ဒါကျွန်တော်လည်းဆိုဟုတ်တယ်တုံးဆောင်လာတော့အထက်လူကြီးတာဘာလို့ဖို့တုံးဆောင်လာတော့ဆိုတော့နေရာတိတိကျကျတော့မပြောဘူးနော်အစမှလာတဲ့အချိန်မှာတော့စစ်ကူဆိုမှနော်လေအဲ့ဒီစစ်ကူကလည်းကျွန်တော်တို့ကအဲ့လမ်းကြောင်းအဲ့ထပ်ပူလမ်းကြောင်းတွေပေါ့နော်ဟုတ်လားအဲ့လမ်းကြောင်းကိုကျွန်တော်တို့ကထိဖို့တင်လာနေတာလာတော့ဌာန6ကနေဘယ်လမ်းကိုတုံးတော့ဘယ်ကြီးရောဘယ်လမ်းကိုဖက်ပြီးတော့ဒီတုံးဆောင်ရောက်လာမှာနည်းနည်းရှင်းပြပါကျွန်တော်တို့ဒီ7နိုင်လုံးမှာနေတဲ့7နိုင်လုံးမှာသူတို့ခိုင်းနေကျွန်တော်ထပ်လာတယ်အဲ့ဒါကျွန်တော်ဒီကချစ်တောင်းပြီးရတော့နော်အဲ့ချစ်တောင်းကနေအောက်လမ်းဆိုတဲ့ဟာနဲ့လာတယ်ကျွန်တော်အဲ့ရနေကိတ်တက်ရောက်တယ်အဲ့ကိတ်ကဟိုဖလမ်ဒီနောက်စီတဲ့ကိတ်ရောက်တယ်အဲ့ရနေတော့ကျွန်တော်ရွာတရားရောက်တယ်ရွာ3-5ရွာချတယ်အဲ့ပြီးမှကျွန်တော်တို့ရင်းဆိုတဲ့ရင်းမျိုးဆိုတဲ့ရင်းကိုရောက်တယ်အဲ့ဒီမှာလေညမနာကိုကျွန်တော်တော့မှစိုက်ပြီးမှခဏနာတယ်စိုက်ပြီးမှကျွန်တော်တိုက်ရိုက်လာတယ်အဲ့သုံးစာပြေတော့နော်ဟုတ်ဒီဆိုရတိုင်ဝမ်ဖြစ်တာလားဒါမို့တိုင်ဝမ်ဖြတ်တာဟုတ်သူတို့လက်နဲ့ကြတယ်မရှိဘူးလားရှိတယ်ဘူရဲ့အနေနဲ့စီနဲ့တပ်ဖွဲ့ကနေဘာကြောင့်ထွက်ပြေးနေရတာလဲအတိစိတ်လေးပြောပြပြပါဦးဟုတ်ကျွန်တော်ထွက်ပြေးရတဲ့အကြောင်းကတော့ဘောနော်အခုလုံးတော့ကျွန်တော်လက်နဲ့ကန်လာတာနေကောင်းမနေဘူးအဲ2017ခီတော့ကောင်းခဲ့တယ်အခုတော့ပန်းချတော့အခုကကိုတော်ဟန်နေတဲ့အဖွဲ့ကဒီတာချာဘောနော်ပါမဆိုင်တဲ့ဒီကျွန်တော်တို့ရဲ့ချင်းကြီးနေထဲကလက်နဲ့ကန်နေပဲကျွန်တော်တို့
တက်နေရတယ်ခိုင်းနေရတယ်အဲ့တော့ထေရှင်းချက်ကမပေးနိုင်ဘူးပြီးရင်ကျွန်တော်တို့မိသားစုအရေးပေါ်အခြေအနေတွေမှာဘာမှခွန်တဲ့မပေးနိုင်ကြလို့မပေးတယ်လို့တော့ခွန်မပေးဘူးဟိုကကျွန်တော်တို့ကျွန်တော်တေးရေးရှင်ရေးကိစ္စတွေမှာလည်းသူတို့ကမဆိုင်တယ်လို့မတိတယ်လို့ပေါ့နော်ဒီခဲတော့မှသူတို့မလုပ်ပေးဘူးပေါ့အဲ့ဒီကိစ္စတွေလည်းပါတယ်ပြီးရင်လည်းသူတို့အမျက်နှာလိုက်လို့တယ်အဲ့ဒါကြောင့်လည်းကျွန်တော်ဒီတက်ခါနဲ့ကြောက်ကြရချင်းချင်းချုပ်ဖြစ်တယ်ဟုတ် မျက်နှာလိုက်လုံးတဲ့ဆိုတာဘယ်လိုဟုတ်လဲ မျက်နှာလိုက်လုံးတယ်ဆိုတာကဥပမာကျွန်တော်အဖွားနေမကောင်းဘူးအမေဆုံးသွားတဲ့ဥပမာဖြစ်တယ်အခုဒေါသမှနေတဲ့သူရဲဘော်တချို့ရဲ့အဖေတွေဆုံးသွားတဲ့သူလည်းရှိတယ်ကျွန်တော်ကြည့်ရတယ်လို့ပေါ့နော်အဲ့ဒါတွေကိုတော့မှသူတို့ကဖုံးကမပေးပြန်ဘူးကိုအမလည်းထားလို့ကိုညီမလည်းထားလို့တလားဟလာခွန်ပေးတဲ့သူလည်းရှိသေးတယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့တိတ်စမပြေဘူးပေါ့နော်ကျွန်တော်လည်းတွင်းနဲ့အတွေ့နဲ့အတန်းနဲ့ပြင်စင်စားညာရှိရတယ်အမှားနဲ့အမှားဆိုတော့ခွဲခြားတတ်တယ်အဲအကြောင်းလည်းကျွန်တော်ထုတ်ပြတယ်ပြင်ဒီလိုမျိုးအဖွဲ့အစည်းတွေနဲ့လည်းကျွန်တော်လက်နဲ့ကန်ဆိုတာတဲ့ဟိုပမာစစ်သားတွေနဲ့ကျွန်တော်တော်ဟန်နေတယ်ဒီခါနေတယ်ဆိုတော့ကျွန်တော်ထုတ်ပြစရာအကြောင်းမရှိဘူးအတေခါတကုံပြလို့ရတယ်အခုကပါမအနှုံးမရှိတဲ့ကျွန်တော်တို့အချင်းချင်းဟိုဘက်အဖက်ကိုရန်သွားစားလိုက်ဒီဖက်အဖက်ကိုရန်သွားစားလိုက်နေဆိုတော့ကျွန်တော်မနေချင်တော့ဘူးပေါ့နော်အဲဒါကြောင့်လည်းကျွန်တော်တို့ပြေးတော့ပြရချင်တယ် အခုစီနေတဲ့တပ်တွင်းထဲမှာအခုကောင်းရခဲ့ဖြစ်ပြီးချင်တဲ့လူများရှိသလား ရှိတော့ဘောအခွန်ကောင်းအခွန်ရေးတဲ့နဲ့ပြေးချလိုက်ဖပြေးချင်တဲ့ကောင်တွေထဲပဲဘာလို့လဲဆိုသူတို့ကလည်းနားလေလာပြီလေသူတို့ကအခုတော်ဟာကြီးကာလမဝင်လာတဲ့သူတွေဦးဟုတ်တမပဲပညာရှိတွေအခုကဝင်လာတဲ့သူတွေကတီဟာလို့အင်ဟာရမန္တာအခုလုံးခွဲချတတ်တယ်သူတို့ကအဲ့လိုလူတွေဖပြေးချင်ကြတာဘောဟိုကျွန်တော်တင်ငယ်ချင်းတွေဆိုရင်ချင်းတွေဆိုတာရင်းနှုန်းကတင်ငယ်ချင်းတွေပေါ့နော်သူတို့ဝင်လာတဲ့တလားထလာပဲစစ်တမ်းမနေတဲ့ခါရပြန်တော့တယ်ဟုတ်လေအဲ့အစောဒေလီဖက်သူတို့ပါလို့အဲ့ပါလို့ထပ်ပြတယ်ဆိုညီလည်းဦးနောက်ရှိတာပဲနေဟာလည်းနေစဉ်းစားကျွန်တော်ကလာပါလို့မခေါ်ဘူးသွားပါလို့မပြောဘူးမခေါ်ဘူးသွားပါလို့လည်းမပြောဘူးနော်နေဦးနောက်လည်းဆုံးဖြတ်ဒီအဖိုက်ကမှန်လားဆိုတာကိုဟာနဲ့ကိုတွေ့ကျွန်တော်အဲ့စတဲ့နော်ပါလို့လည်းပညာသင်နေသူ့မော်လို့လုပ်ကြတယ်ပေါ့နော်အဲ့လိုမျိုးတကယ်ချင်းတွေလည်းအများကြီးပေါ့ဒီလည်းဒီမှာခွန်ရရနော်ထပ်ပြလို့တွေ့လည်းအများကြီးရှိတယ်ပေါ့နော်ကျွန်တော်ရဲပေါ်လည်းဖြစ်ဖြစ်ကျွန်တော်ရရှိတချို့လည်းပဲဖြစ်ဖြစ်စိတ်ကုံလာကြတယ်ပေါ့ဖြစ်ဖြစ်နဲ့ တဲ့အနေနဲ့အခုချစ်ရတဲ့ issue ကိုဘယ်လိုမြန်လဲကိုအမျိုးကိုတိစိတ်လေးပြောပြပါလား ဟုတ်အခုကျွန်တော်ရတဲ့တရင်နဲ့သူတို့ထုတ်တဲ့တရင်တွေနဲ့ဒီမှာဖြစ်နေတဲ့အရာတွေကတခြားစီပေါ့နော်ဘယ်လိုပြောရမလဲဟိုမှာရောရင်တော့ပမာစစ်တန်းနဲ့ဆောနာပြောတယ်လို့ပေါ့နော်ပမာလည်းနဲ့ကိုင်းနဲ့ပေါင်းတယ်ဒီနေ့ပြေချတယ်နောက်ခါလည်းချအောင်မယ်ပါညာတွေနဲ့ပြီးရင်လူဖိုင်းဘယ်လိုလုပ်လဲဘယ်လိုလုပ်လဲဟောကျွန်တော်လည်းဒီဘက်ကိုတေးလာရုံချီချက်တစ်ခုနဲ့ပဲပြေးရတယ်ဘုန်းလဲဆိုကျွန်တော်တို့အခုဖြစ်နေတဲ့ပြဿနာချင်းကျွန်တော်တို့ကြားနေတဲ့အရာနဲ့ဖြစ်နေတဲ့အရာကတလွဲစီပေါ့နော်အဲ့ဒါတော့ကျွန်တော်ကောင်းအမခံတယ်အခုကသူကစက်အိုင်နဲ့ပေါင်းတယ်ပမာစစ်တပ်နဲ့ပေါင်းတယ်ဆို MA တွေချပေးတယ်လေ MA စတိုင်တွေပေါ့နော်တစ်ထောက်ဟွာတွေကျွန်တော်တွေ့ရမှာပေါ့ဒီတော့ကြာရင်းနေတာမတွေ့ရသေးဘူးပေါ့နော်အခုချိန်ထိချာအဲ့ဒါကြောင့်ကျွန်တော်စစ်တပ်နဲ့ပေါင်းတယ်ဆိုတာကျွန်တော်รู้ว่าကိုမယုံဘူးပေါ့နော် စံပုံစစ်စံနေရောတဘောမကြတာတော့ဘာလို့ရှိလားရှင်ရိုးရိုးသားသားပြောပါအောင်နော်အဲ့ကျွန်တော်တို့ယုံကြည်ရတယ်လည်းနဲ့ကံဖိတ်စီပဲကျွန်တော်ယုံပြီးလို့မျိုးတွေကခင်ဗျားတို့ဒီလိုမကောင်းဘူးဆိုရင်ကျွန်တော်ပြောလို့ရတယ်လက်ကိုက်တယ်နော်ကျွန်တော်တို့လည်းနဲ့ကံဖိတ်စီမဟုတ်ဘူးတခြားဒီ NGO ဖိတ်စီစုံပြီးလို့နဲ့ဖိတ်စီအပြီးမိတာပါနော်ငယ်လေးတို့လည်းလိုက်ဖို့မကျွန်တော်ဖိတ်ဒီလည်းပို့ရမှာအခက်ခဲရှိလို့ကျွန်တော်တို့ပဲကုန်နေတာ ဟုတ်အခုချိန်ထိတော့မရှိဘူးနော်ကျွန်တော်ရောက်လာတယ်ဟိုကျွန်တော်ကအစမှ30ကနေရွာတရားရောက်တယ်ပေါ့နော်ဆက်မှဆက်ပိုင်းခေါင်းဆောင်တွေကနေကျွန်တော်ပို့ပေးတဲ့ရွာတရားအဲ့ရွာတရားနေဒီလက်နဲ့ကန်လေးစီကိုကျွန်တော်ပို့တာပေါ့အဲ့ဒီမှာကနေကျွန်တော်ရောက်တာနဲ့မဟုတ်ဆက်ကြတယ်အဒီပိုင်းလေးကဆက်တယ်အချွေတိုက်တယ်မုတ်စားတယ်မုတ်ကျွေးတယ်သမင်းစားပြီးလာတဖောက်ဖောက်မင်းမကြတယ်ပေါ့နော်ဘိုးတို့မစားပါဘူးဆရာတို့မစားပါဘူးတော့ကျွန်တော်ပြောနေသူတို့ကဆိုင်တော့ပဲနေရာပဲရောက်ပြကျွန်တော်လူတွေဆင်းမခဏပြောတာပေါ့နော်အခုချိန်ထိပဲဖြစ်ကျွန်တော်ရောက်ကြရတဲ့လက်ပါလာလည်းမရှိပါဘူးဆဲဆိုတာလည်းမရှိပါဘူးဟုတ် ဘိုးရနေနဲ့အခြားပြောကြလို့တဲ့ချက်များရှင်ပြောပါဦး
ကျွန်တော်အနေနဲ့မြေခေါင်းနဲ့ဒီလောက်ပါပဲပြောဆက်စီလားရှင်ပြောပါ ဟုတ်ကျွန်တော်အနေနဲ့ပြောစရာတစ်ခုကတော့နော် ကျွန်တော်တို့ကယုံကြည်ချက်နဲ့လာတာဟုတ်လားအခုကျွန်တော်တို့ဟိုဘက်မှာကျွန်တော်တော်လှန်ရေးလုပ်တယ်ဆိုတာကလက်နဲ့ကန်အဖွဲ့ကအုပ်ချုပ်တဲ့ဘုံမှာခံနိုင်လို့လုပ်ပါတယ်ဆိုတာအခုကကျွန်တော်တို့ CNA ဟိုဘက်ကတော်လှန်ရေးလုပ်နေတာအခုကဟာခါနဲ့ထပ်တလားလည်းထောက်ခံတယ်လို့လားအဲ့ဒါတွေကတော့လုံးဝမဖြစ်သေးတဲ့အရာတွေပေါ့အဲ့ဒါတွေနဲ့ကျွန်တော်ကတစ်ဖြည်းဖြည်းနဲ့စဉ်းစားတယ်ဩမတူဒီနေရောက်တယ်ကျွန်တော်မတူဒီနေဆိုကိုဖက်တောင်းပိုင်းပေါ့ဟာရှင်းတော့မလာမပို့ချဘူးပါမလာမပို့ပါပြောပဲဝါစီဘောစီကသူကဆဲရဆိုတယ်ဘောနော်ဒီလိုပဲဟာခါနဲ့တယောက်လာတယ်ဟာခါကျွန်တော်တို့တအားလေးဆက်စားပုံစံဆက်ဆံဖို့စီနေတယ်ဟာခါထားတယ်ငါဟုတ်ပြီဝန်တာလေဒီတန်းစားပဲရောက်လာပြန်ရောကျွန်တော်မှထပ်ဖြစ်ချင်တဲ့စိတ်ပဲရှိတယ်လုံးဝစိတ်ကုန်ပါဘောနော်ဘာလဲဒီတူကမှမထောက်ခံတဲ့လက်နဲ့ကန်နေရတာဘာကြောက်ဘာထုမလဲကျွန်တော်တို့မလို့ချင်တဲ့လက်နဲ့ကန်မလို့ချင်လို့တော်ထန်တာကျွန်တော်တို့လည်းမထောက်ခံဘူးဆိုရင်ဘာထုမလဲဘောနော်အဲ့ဒါကိုကျွန်တော်နောက်မှကြံခဲ့တဲ့ကျွန်တော်ရဲပေါ်ပဲဖြစ်ကျွန်တော်ဆရာသမားတွေပဲဖြစ်ဒီစေချင်တယ်နေစေချင်တယ်ဘောနော်ကျွန်တော်တော့ပြောချင်တယ်ပြောပါမယ်